နိုင်ငံလို့တောင်မယုံနိုင်လောက်အောင်သိငယ်တဲ့ကဘာပေါ်ကအသိငယ်ဆုံးနိုင်ငံ9နိုင်ငံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Crazy Ann နဲ့ Top Magazine ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာတော့ကဘာပေါ်မှာအရွယ်စားရအလွန်သိငယ်ပေမဲ့သမိုင်းကြောင်ရှင်ကျိန်မှုနဲ့ထူးခြားတဲ့အချက်လက်တွေကြောင့်လူသိများနေတဲ့ကဘာပေါ်ကအသိငယ်ဆုံးနိုင်ငံ9နိုင်ငံအကြောင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တချို့နိုင်ငံတွေကမျိုးတစ်မျိုးလောက်တောင်မကြီးပေမဲ့ကိုပိုင်အစိုးရကိုပိုင်ဥပဒေကိုပိုင်အလံနဲ့လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံအဖြစ်ကိုရည်တည်နေကြတာဖြစ်ပါတယ်ဒါဆိုရင်ကဘာပေါ်ကအသိငယ်ဆုံးနိုင်ငံ9နိုင်ငံကိုစတင်ကြည့်လိုက်ရအောင်ပါနံပါတ်9 San Marino နိုင်ငံပြင်စမနေရာမှာတော့ San Marino နိုင်ငံဖြစ်ပါတယ် San Marino နိုင်ငံကဥရောပတိုက်ထဲကအီတလီနိုင်ငံအလယ်ပိုင်းမှာတည်ရှိပြီးတော့အကျယ်အဝန်း61စတုရန်ကီလိုမီတာခန့်သာရှိပါတယ်လူဦးရေကတော့3500ကျော်သာရှိပါတယ်ဒီနိုင်ငံရဲ့ထူးခြားချက်ကတော့ကမ္ဘာပေါ်မှာသက်တမ်းအရှိဆုံး Republic နိုင်ငံတွေကတနိုင်ငံဖြစ်တာပါSan Marino ကို AD 300ခုနှစ်မှာတည်ထောင်ခဲ့တယ်လို့မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။နိုင်ငံတည်တည်လေးဖြစ်ပေမဲ့နှစ်စဉ်ကမ္ဘာလေးခီးသွွားတန်ပေါင်းများစွာလာရောက်လဲပတ်ကြပြီးတော့ခီးသွွားလုပ်ငန်းကအဓိကဝင်ငွေအရင်းမြစ်ဖြစ်နေပါတယ်။နံပါတ်4တူဘလူနိုင်ငံနံပါတ်4နေရာမှာကတော့ပစိဖိတ်သမုဒ္ဒရာအတွင်းမှာတည်ရှိတဲ့တူဘလူနိုင်ငံပဲဖြစ်ပါတယ်ဒီနိုင်ငံရဲ့အကျယ်ဝန်းက26စတုရန်ကီလိုမီတာခန့်သာရှိပြီးတော့လူဦးရေက11000ကျော်ခန့်သာရှိပါတယ်ဒီနိုင်ငံကိုကမ္ဘာပေါ်ကလူဦးရေအနည်းဆုံးနိုင်ငံတွေကတနိုင်ငံအဖြစ်လဲသတ်မှတ်ကြပါတယ်ထူးခြားတာကတော့ဒီနိုင်ငံရဲ့အမြင့်ဆုံးနေရာကပင်လယ်ရေမျက်နှာပြင်အထက်9မီတာလောက်သာမြင့်မားပါတယ်ဒါကြောင့်ရာသီဥတုပြောင်းလဲမှုနဲ့ပင်လယ်ရေမြင့်တက်မှုဟာတူဘလူအတွက်ကတော့အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေပါတယ်တချို့သုတေသနပညာရှင်တွေကအနာဂတ်မှာဒီနိုင်ငံရဲ့အစိတ်အပိုင်းတချို့ပင်လယ်ရေအောက်ရောက်သွားနိုင်တယ်ဆိုပြီးတော့လည်းခန့်မှန်းထားကြပါတယ်နံပါတ်3နာရူးနိုင်ငံတတိယနေရာမှာဆိုရင်တော့နာရူးနိုင်ငံဖြစ်ပါတယ်နာရူးနိုင်ငံကကမ္ဘာပေါ်ကကျွန်းနိုင်ငံအသေးဆုံးဖြစ်ပြီးတော့အကျယ်အဝန်း21စတုရန်ကီလိုမီတာသာရှိပါတယ်လူဦးရေကတော့12000ကျော်ခန့်ရှိပါတယ်ဒီနိုင်ငံမှာတရားဝင်မြို့တော်မရှိတာကအလွန်ထူးခြားပါတယ်အရင်တော့ကနာရူးကphosphate သတ္တုတူးဖော်မှုကြောင့်ကမ္ဘာပေါ်မှာတဦးချင်းဝင်ငွေအမြင့်ဆုံးနိုင်ငံတွေထဲမှာပါဝင်ခဲ့ပူပါတယ်။ဒါပေမဲ့သဘာဝသယံဇာတတွေလျော့နည်းလာတဲ့အခါစီးပွားရေးအခက်အခဲတွေကြုံတွေ့ခဲ့ရပါတယ်။နံပါတ်1မိုနာကိုနိုင်ငံဒုတိယနေရာမှာရှိနေတာကတော့မိုနာကိုနိုင်ငံဖြစ်ပါတယ်။မိုနာကိုကပြင်သစ်နိုင်ငံနဲ့ထိစပ်နေတဲ့ဥရောပနိုင်ငံငယ်လေးဖြစ်ပြီးတော့အကျယ်ဝန်းအားဖြင့်1.38စတုရန်ကီလိုမီတာခန့်သာရှိပါတယ်။ဒါပေမဲ့ကမ္ဘာအချမ်းသာဆုံးနိုင်ငံတွေကတနိုင်ငံအဖြစ်သတ်မှတ်ခံထားရပါတယ်။မိုနာကိုကိုဇိမ်ခံကားတွေအဆင့်မြင့်ဟိုတယ်တွေကာစီနိုတွေနဲ့လူသိများပါတယ်။ Formula 1 Monaco Grand Prix ပြိုင်ပွဲကိုလည်းဒီနိုင်ငံမှာကျင်းပခဲ့တာပါနိုင်ငံသေးသေးလေးဖြစ်ပေမဲ့ကမ္ဘာကျော်တတိကြီးတွေနာမည်ကျော်အနုပညာရှင်တွေနဲ့အားကစားသမားတွေများစွာနေထိုင်ကြတဲ့နေရာတစ်ခုဖြစ်ပါတယ်နံပါတ်1 Vatican City နိုင်ငံကမ္ဘာပေါ်မှာအသေးငယ်ဆုံးနိုင်ငံအဖြစ်နံပါတ်1ထိပ်ဆုံးမှာရပ်တည်နေတာကတော့ Vatican City ဖြစ်ပါတယ်ဒီနိုင်ငံရဲ့အကျယ်ဝန်းကတော့3.4စတုရန်ကီလိုမီတာခန့်သာရှိပါတယ်အဲ့ဒီအရွယ်အစားကဘောလုံးကွင်းအများအပြားကိုပေါင်းထားတဲ့အရွယ်လောက်ပဲရှိပါတယ်။လူဦးရေကလည်း1000ဝန်းကျင်သာရှိပါတယ်။ Vatican City က Catholic ခရစ်ယာန်ဘာသာဝင်တွေရဲ့အရေးအကြီးဆုံးဘာသာရေးဗဟိုဌာနဖြစ်ပါတယ်။ကမ္ဘာကျော် Saint Peter Basilica ဘုရားကျောင်း Vatican ဘုရားတိုက်တွေနဲ့ Sistine Chapel တို့လည်းဒီနိုင်ငံအတွင်းမှာတည်ရှိနေပါတယ်။နေ့စဉ်ကမ္ဘာတဝန်းကဘုရားဖူးတွေနဲ့ခီးသွွားသံပေါင်းများစွာလာရောက်လည်ပတ်ကြပါတယ်။ဒီကနေ့တင်ဆက်ပေးခဲ့တာကတော့ကမ္ဘာပေါ်ကအသေးငယ်ဆုံးနိုင်ငံ9နိုင်ငံအကြောင်းပဲဖြစ်ပါတယ်။နိုင်ငံတစ်နိုင်ငံကအကျယ်ဝန်းကြီးမားဖို့မလိုပဲကိုပိုင်သမိုင်းရှင်ကျိန်းမှုနဲ့ထူးခြားတဲ့အမှတ်သားတွေရှိနေမယ်ဆိုရင်တော့ကမ္ဘာပေါ်မှာအရေးပါနေစေဖြစ်တယ်ဆိုတာဒီနိုင်ငံတွေကသက်သေပြနေပါတယ်။အခုပြောပြပေးခဲ့တဲ့9နိုင်ငံထဲမှာဘယ်နိုင်ငံကိုပရိသတ်ကြီးအလဲသွားခြင်းဆုံးလဲဆိုတာ comment လေးထဲမှာရေးသားပေးခဲ့ပါအောင်။နောက်ထပ်စိတ်ဝင်စားဖွယ်ရာကမ္ဘာဗဟုသုတဗီဒီယိုတွေနဲ့အတူပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။